အားလုံးပဲမင်္ဂလာပါကိုစင်ရွှေသေး channel လေးမှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးကတမိုင်းချောင်းတွေကိုတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ဒီနေ့မှာတော့တိန်းကူဆရာတော်ဘုရားကြီးနေတက်ကနဲ့ငကားပလင်ပျောက်ဆုံးမှုကိုတင်ဆက်ပေးမှာဖြစ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံကနောက်တစ်ချိန်မှာဘလို့စီရင်ထွန်းကားလာလိမ့်မယ်ဘယ်အချိန်မှာဘလို့တာသနာပြုမင်းတစ်ပါးပေါ်လာလိမ့်မလဲဆိုတာတကယ်စိတ်ဝင်စားစရာအနေနဲ့တပေါင်းတစ်ခုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့တကယ်စိတ်ဝင်စားစရာကောင်းလို့လိုက်ပါစီမျောကြည့်ကြပါအောင်ခင်ဗျာဘူလာသိန်းကူဆရာတော်ဘုရားနေတက်ကနဲ့ငကားပလင်ထူဆန်းစွာပျောက်ဆုံးသွားတော့သိန်းကူဆရာတော်ဘုရားကြီးဤငကားပလင်ပြန်ပေါ်လာမိအချိန်သိန်းကူဆရာတော်ဘုရားဒီလူတို့တာမကငကားမင်းများကပါကြည်ညိုကြလေတယ်ထို့ကြောင့်ဆရာတော်ပလင်ပြုလို့ရန်အထူးကောင်းမွန်လာတော့တက်ကနဲ့ပင်များဖြင့်ငကားပလင်ပြုလို့ရန်လူတို့ဟာအိမ်မက်ပေးကနေရာပြလေတယ်ငကားပလင်ပြုလုပ်ပြီး၍တရားဟောသောအခါငကားများလဲလာရောက်နာကြားကြလေတယ်1983ခုနှစ်ဆရာတော်ခန္ဓာဝင်ချသွားသည့်အခါငကားပလင်လည်းထူးဆန်းစွာပျောက်ဆုံးသွားလေတယ်။ထိုငကားပလင်သည်စီညိုသောငကားမင်းများမှမိုးကြီးလေကြီးချစေကလူသူမရှိသောအချိန်ပင်းဆောင်သွားလေတယ်။ဆရာတော်ဤတပည့်တကာမများကအပူတပြင်းလိုက်ရှာကြတော့လေမတွေ့ရတော့ပြီ။တဲင်းကိုဆရာတော်ဖះရှိစဉ်အခါကဆရာတော်ငကားပလင်ထက်၌တရားဟောနေစဉ်တရှိရှိနှင့်မွေတန်ကြားရသဖြင့်တစ်တော်ဝင်ကနောက်နေ့မနေ့တွင်မေးလျှောက်လေသဖြင့်မိန်ကြားလေတယ်တကားကြီးမင်းညကငကားတွေလူမမြင်အတော်နေရာတွင်တရားလာနာကြလို့ကြားရခြင်းဖြစ်တယ်လို့မိန့်တော်မူတယ်။ထို့နောက်ဆရာတော်ကငကားမင်းဤတရားကြောင့်ငကားပလင်ဖြစ်ပေါ်လာတော့အကြောင်းများနဲ့ဆရာတော်ကြီးမရှိတော့သောအချိန်တွင်သူဤပလင်အားငကားများမှပင်းဆောင်သွားမိအကြောင်းကိုမိန့်ကြားခဲ့တယ်။ထို့အပြင်ဆရာတော်ဤပလင်နောက်တစ်ခေါက်ပြန်ပေါ်လာအောင်မိအကြောင်းနဲ့ထိုတစ်ခေါက်ပြန်ပေါ်ပြီးတော့အပြီးတိုင်ပျောက်သွားမိအကြောင်းကိုဆရာတော်ကခန္ဓာဝင်ချဖို့တလအလိုတွင်တစ်တော်ဝင်အားမိန့်ကြားခဲ့လေတယ်။ဤကြောင့်ဟာတစ်တော်ဝင်ကမဟာဝိဇ္ဇာကျမ်းတွင်ထည့်သွင်းပြုစုခဲ့သည်တစ်တော်ဝင်လည်း1995တွင်ကွယ်လွန်ခဲ့လေတယ်ယဟန္တာပုဂ္ဂိုလ်တို့၏မိန့်ကြားသောအရာတိုင်းမလွဲဤကံသာရှိသည်တဲရင်ကူဆရာတော်ဘုရားသည်သူ၏ငကားပလင်တဖန်ပြန်ထွက်ပေါ်လာမည့်အချိန်ကိုတစ်တော်ဝင်ဟာဤကဲ့သို့မိန့်ကြားခဲ့လေတယ်တာရဏတော်နှင့်2600ပြည့်ကားနေရင်မြန်မာပြည်မှာတာရဏပြုမင်းပေါ်လာလိမ့်မယ်အဲ့ဒီမင်းနဲ့အတူအလွန်ဖုံးကန်ကြည့်တဲ့ယဟန္တာဆရာတော်တစ်ပါးလည်းပေါ်လာလိမ့်မယ်။အဲ့ဒီမင်းခင်မှာဗုဒ္ဓသာသနာဟာအယံထွန်းကားသလိုအဲ့ဒီဆရာတော်ဟာလည်းလူနဲ့နဂါးတို့ကအလွန်ကြည်ညိုကြမယ်။နဂါးတွေကလည်းကြည်ညိုလွန်းအားကြီးလို့ဆရာတော်ရဲ့နဂါးပလင်ကိုပြန်ပူဇော်ကြလိမ့်မယ်။ပူဇော်မဲ့အချိန်မှာမိုးကြီးလေကြီးချပြီးတော့အဲ့ဒီဆရာတော်ကျောင်းရှိမှာပလင်အသင့်ရောက်နေမယ်။တာရဏပြုမင်းရဲ့ဖုံးကန်ဆရာတော်ရဲ့ဖုံးကန်ကြောင့်နတ်တွေနဂါးတွေဝိဇ္ဇာလောကကပုဂ္ဂိုလ်တွေကပါမြတ်ဗုဒ္ဓကြီးတာရဏတော်အတွက်အစွမ်းကုန်ကူညီဝိုင်းဝန်းမကြလိမ့်မယ်တာရဏပွဲဝင်ရောက်နှွှဲကြလိမ့်မယ်တာရဏပြုမင်းအတွက်ရိုးမတစ်တော်များထံမှထုံးကဲ့သို့သောဖြူစင်သောစင်ဖြူသောခုနှစ်စင်းပေါ်ထွက်လာလိမ့်မယ်ထိုမင်းခေတ်တွင်ပညာတတ်တွေလူတော်တွေလူစမ်းကောင်းတွေကြောက်တံပရမများတွေအများကြီးထွက်လာလိမ့်မယ်တာရဏပြုမင်းကွယ်လွန်သောပြည်သူများကစင်ဖြူခုနှစ်စင်းနဲ့တင်ဆောင်ကတကြိုကြလိမ့်မယ်တာရဏပြုမင်းကွယ်လွန်ပြီးနောက်တစ်နှစ်မှာယဟန္တာဆရာတော်လဲငကားပလင်ထက်မှာပြိဋိဘံပြုလိမ့်မယ်ထိုအချိန်မှာမိုးကြီးလေကြီးချကငကားများလဲငကားပလင်ကိုအပြီးတိုင်ပြန်ပင်းဆောင်သွားကြလိမ့်မယ်ပြန်မပေါ်လာတော့ဘူးတိုးတော်ဗုဒ္ဓသာရဏကဆက်လက်ထွန်းကားနေမည်ဖြစ်ပြီးတော့တာရဏပြုမင်းဤသားတော်တစ်ပါးမှအဖေဤတာဝန်အားဆက်လက်ထမ်းဆောင်လိမ့်မည်ဟုဆရာတော်ဘုရားကြီးမှမိန့်ကြားတော်မူခဲ့ပါတယ်ဒီအကြောင်းအရာဟာတကယ်ကိုဖြစ်နိုင်တဲ့အကြောင်းအရာလို့ယူဆရပါတယ်မဟာဝိဇ္ဇာကျမ်းစာမျက်နှာ100တင်နေ100နှင့်မူရင်းဒါနပြုသူများအားလေးစားကျေးဇူးတင်လျက်ပြန်လဲစာစီဖော်ပြ၍ဒါနပြုအပ်ပါတယ်စာရေးသူအားလည်းအထူးကျေးဇူးတင်ပါတယ်ဒီအကြောင်းအရာလေးကိုဘယ်လိုသုံးသပ်ခြင်းလဲပရိသတ်လို့အနေနဲ့ comment မှာမှတ်ခဲ့ပါအောင်ခင်ဗျာနောက်ထပ်ဒီလိုအကြောင်းအရာတွေတင်ဆက်ပေးစီခြင်းနဲ့ဆိုရင်လည်း okay လေးဖြစ်ဖြစ် comment မှာမှတ်ခဲ့ပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်